မင်္ဂလာပါဒီတစ်ခေါက်မှာတော့ဆရာမကြီးလူရုတော်မှာရေးသားခဲ့တဲ့အညာနဲ့ဓမ္မလို့အမည်ရတဲ့ဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်အညာနဲ့ဓမ္မဒီနေ့ကတော့အောက်ရက်မှာနှစ်ပေါင်း30လောက်ကြာအောင်သွားနေရတဲ့ကျမတူကလေးတစ်ယောက်မန္တလေးကိုတစ်ခေါက်ပြန်လာတယ်ဒါနဲ့ကျမကရောက်တုံးရောက်ခိုင်အေးအေးလူစကားပြောရအောင်ငါ့အိမ်မှာလဲထမင်းစားအောင်ဟဲ့ဆိုပြီးသူ့ကိုထမင်းခေါ်ကြွေတယ်သူကစားလိုက်တာကောင်းမဖော်ဘူးဘာတွေနဲ့သူစားနေတယ်လဲလို့ကြည့်လိုက်တော့ကျမတို့စီကရာဒီဟင်းခရမ်းညင်နေငပိချက်ကိုတမာရွက်ပြုံနဲ့တို့မြုပ်ပြီးစားနေတာကိုကြက်သားဟင်းကလေးချက်ထားတာကိုတို့ပုံတော့မရဘူးတမာရွက်ကဟိုမှာမစားရဘူးတော်တော်ရဲ့ဆိုပြီးတမာရွက်တွေကြီးထမင်းနဲ့မြုပ်စားနေတယ်ကျမတို့အညာမှာတော့တမာပင်ကပေါ်တမတ်လားဒီဇန်နဝါရီလလိုရာသီမှာတမာပင်တွေကအရက်တွေကျွေးပြီးရွက်နုကလေးတွေထွက်ကြပြီအဲ့ဒါကိုကျမတို့ကချိုးယူပြီးရေနဲ့ပြုတ်တယ်အခါးရည်ကလေးထွက်သွားပြီဆိုတော့ဇီးရင်သီးပြုတ်ကလေးနဲ့အချင်းတက်တယ်တမာရွက်နှုတ်ချိန်မှာဇီးရင်သီးကလည်းပေါ်တယ်တမာရွက်ကအခါတော့အခါးကိုအချင်းကလေးနဲ့တက်ပြီးမှအခါးတက်တာတယ်ဟုတ်လားအဲ့ဒါတခြားအချင်းနဲ့တက်ရင်ရတော့ရတယ်ဒါပေမဲ့ဇီးကျင်သီးကလေးကဇီးသီးနံလေးမှုရလေဒါကြောင့်ကျမတို့ကဇီးကျင်သီးမဲ့ကလေးတွေကိုပြုတ်နူးတော့လက်နဲ့ခြေနေပြီးရတဲ့အချင်းရည်ကလေးတဲ့ရနွေးဖြောပြီးသားတမရွက်ပြုတ်ကလေးကိုနှစ်ပြီးစိန်ထားလိုက်တယ်ပြီးတော့သူ့ကိုအတိုးမြုပ်လှုပ်ရှားလေးရှိပါတယ်အောက်ရက်ကဒီအချင်းနှက်ပြီးတမရွက်ပြုတ်ကိုတမချင်းလို့လည်းခေါ်ကြရဲ့တမချင်းကိုငပိကျက်ငပြားရည်ငပိရည်တို့နဲ့လည်းတို့ကြနှုတ်ကြပါရဲ့ဒါပေမဲ့ခုလိုစောင်းမှာခရမ်းညင်သီးကလည်းအညာမှာပေါ်နေတော့ခရမ်းညင်သီးနဲ့ငပိချက်နဲ့အချင်းချက်ထားတဲ့ခရမ်းညင်သီးငပိချက်ကလေးနဲ့တို့တော့ပိုးပြီးလိုက်ဖက်နေတယ်တမကအခါမဟုတ်လားကျမတို့အညာမှာမကြီးထနှောင်းနဲ့တမဟာပေါ်ပေါ်များများပေါက်တဲ့အပင်မျိုးပါပဲတမကို NEEM နီးမလို့ခေါ်ပြီးအိန္ဒိယကတော့တမဟာသွားအတွက်အကောင်းဆုံးစီးလို့သတ်မှတ်တာမို့သူတို့လူမျိုးတလေတမရိုးရနဲ့သွားတိုက်ယုံတာမကတမစီနဲ့သွားတိုက်စီများပါထုတ်လုပ်နေလေရဲ့ကျမတို့စီမှာတော့တမသီးစားတဲ့အခါအစီကိုစီကျိတ်တယ်တမရွက်နုကိုလူတွေကစားတယ်ဒါပဲအသုံးရှိပါသေးတယ်တမရွက်နုတဲ့အခါရွက်နုခူးရင်တခုတော့တတိထားရတယ်သူ့အကိုင်းကဆက်တယ်လေဒါကြောင့်တကျူနဲ့ခူးတာကအနည်းကင်းတယ်တမပွင့်တဲ့အခါသူကအများကြီးလဲပွင့်တယ်မှွေလဲမှွေးတယ်ဒါကြောင့်ကျမတို့ကလေးဘဝမှာတမပန်းဟာချိုးစရာတကြံအိုးထိုးစရာပန်းပါပဲတမဟာမျိုးကွဲမျိုးပွားဘယ်နှမျိုးရှိတယ်လဲတော့မသိဘူးကျမတို့စီမှာတော့ဟိုရင်ကလေးကရှိတဲ့တမမျိုးကိုကျမတို့ကဗမာမျိုးလို့ခေါ်ကြတယ်စားတော့လေအဲ့ဒါကိုပို့ကြိုက်တယ်သူကအရွက်ကျဲတယ်နဲတယ်ကျမတို့အထင်သူကအခါနဲပြီးပိုစိတ်နေတယ်နဲ့နောက်ဆိုင်တဲ့မျိုးတမကတော့အရင်ကျမတို့ရှိမှရှိနေတာတဲ့ပိုးပြီးအရွက်စီပါတယ်စားတဲ့သူကရှင်းရင်းဆွဲတမမရှိရင်အတူတူထားပြီးစားတာပါသိမခွဲတတ်ပါဘူးဒီတမနဲ့ပတ်သက်လို့မြတ်တန်းတင်ကတမနုချိန်စစ်တမ်းဆိုပြီး1986ခုနှစ်ကစောင်းပါတပုတ်ရေးဘူးတယ်မြတ်တန်းတင်ကလည်းအညာသားစာကလည်းအရေးကောင်ဆိုတော့သူ့တမနုချိန်စစ်တမ်းကတမနဲ့ပတ်သက်ပြီးတကယ်စာတစောင်ပေးတစ်ဖွဲ့ဖြစ်ကြံရစ်ပါတယ်ကျမတို့အညာကဥရုရာသီကပူစရာရှိလေတော်တော်ပူပြင်းတယ်ဖာရင်ဟိုက်100ကကျော်တာကြီးရဲ့ပိုပူတဲ့နှစ်တွေမှာ130ဒီဂရီလောက်ထိကိုပူလာတာစောင်းရောက်ပြန်တော့လေ80ဒီဂရီလောက်ထိအေးပြန်ရောနှွေးနဲ့စောင်းမှာအဲ့ဒီလိုဖာရင်ဟိုက်ဒီဂရီ3ကနေ40လောက်ချတော့ဒီရာသီဥရုရဲ့တန်းကိုခံနိုင်ဖို့တဘာဝကပေးနိုင်တဲ့အကာအကွယ်ကိုလည်းလူကမမောရတယ်ထင်ပါရဲ့အပူအေးခွာမှုနဲ့ပတ်သက်လို့နှွေးထနှောင်းစောင်းမကြီးလို့အညာမှာရှိတဲ့ထနှောင်းပင်နဲ့မကြီးပင်ကိုခုံမမောမှုနဲ့စာဖွဲ့လေရှိပါတယ်။နှွေခါမှာထနှောင်းပင်ကတိတ်အဖိုးတန်တာအမှန်ပါ။စောင်းရောက်တော့လဲမကြီးပင်လေ။အညာမှာနှွေရောက်ရင်ရာသီဥတုပူပူကြီးတဲ့မှာနှွေပေါက်မှရွက်တစ်တွေဝေလာတဲ့ထနှောင်းပင်ကတရွေလုံးကိုသူ့အစွမ်းစာကလေးနဲ့အန်တုနေသလားအောက်မေ့ရတယ်။ရွက်နုစိမ့်ကလေးတွေဝင်နေတဲ့ထနှောင်းပင်ရဲ့အလှကစိတ်ချမ်းသာစရာကောင်းလိုက်တာကြည်မဝဘူးပြီးတော့အလူပူပြင်းနေတဲ့ပန်ဝဲကျင်တွေက
သူ့အရေးကလေးကလည်းတကယ်ပဲအေးသွားတာပါတစ်ပင်တွေရဲ့အရွက်ဆိုတာအစိမ်းကြီးပါပဲဘယ်ပင်ကဘာအရွက်ဖြစ်ဖြစ်စိမ့်တာပါပဲဒါပေမဲ့ထနောင်းပင်ကထနောင်းရွက်နုထွက်လာတဲ့အခါစိမ့်မုံကဘာရွက်စိမ့်နဲ့မှမတူပါဘူးအစိမ့်ပင်မဲ့အဝါဆွတ်တဲ့အစိမ့်မို့သူကစူပြီးရွှင်ပြီးစိမ့်တဲ့အစိမ့်ဖူလုံးလို့တခြားအပင်တွေကအရွက်တွေကမကြွေသေးရင်လည်းအယောင်မလှတော့ပဲယော်နေတဲ့အချိန်မှာသူကဝေနေတဲ့အရွက်တွေကနှုစိမ့်ပြီးဝါဖတ်မှန်ကလေးရှိနေလိုက်ပုံကတည့်ရွက်သားဆိုတဲ့အယောင်တွေတောက်နေတဲ့တည့်ရွက်ပါကျမကပကြီးမျက်စိမရှိလို့အယောင်ကိုပကြီးပြောမပြောတတ်လို့သာပေါ့ဒီအချိန်ဒီရသည်မှာထနောင်းရွက်နုကလေးစိမ့်လန်းနေပုံကသူ့ရိတ်ထဲမဝင်ရသေးတာနဲ့ပဲစိတ်ကိုအေးချမ်းနေစေတာမဟုတ်အလုံးကိုနှစ်ချိုက်ကျင်းတတ်ဖို့ကောင်းတာပါပြီးတော့ထနောင်းရောမကြီးရောအရွက်ရဲ့ရွက်ဖက်ကတိတိကလေးတွေရဲ့ဒါပေမဲ့သူတို့ကစိတ်ကလေးထွက်တဲ့အရွက်ဆိုတော့အဝေးကလှမ်းကြည့်ရင်တရွက်ချင်းမမြင်ရပဲထိစပ်နေတဲ့အစိမ့်ပင်အဖြစ်နဲ့မြင်ရတာဒါကြောင့်နေကိုကားတဲ့အရေးပေးကြစို့တော့လေတခြားဘာပင်နေနဲ့မှမတူဘူးတကယ်လို့မိုးပေးကပေးကြတဲ့ရွက်စိတ်ကလေးတွေဒါကြောင့်ဖူလောင်ပြင်းပြတဲ့နေဘူးကလာတဲ့သူကထနောင်းပင်ရိတ်ကိုဝင်လိုက်ရတဲ့အခါတိတိတတ်တာအေးသွားတယ်လေထနောင်းကပင်ဆောက်ပင်ကြီးမျိုးအခိုင်အခက်ကဘေးဖြာထွက်တော့ထီးမိုးသလိုအေးရစေတယ်ထနောင်းဟာအရေးရယုံအပင်တော့လည်းမကဘူးသူ့ရွက်ကိုကျမတို့အညာကလူတွေကစားကြတယ်ထနောင်းရွက်နုကလေးတွေထွက်လာရင်ခူးပြီးပြုတ်တယ်ထနောင်းရွက်နုပြုတ်ဈေးထဲမှာရောင်းတယ်ဝယ်လာခဲ့တဲ့အိမ်မှာအယိုးတင်ပြီးနှမ်းမြေပဲပဇွန်ကြောက်စီးချက်နဲ့တုတ်စားကြတယ်လေသူကချိုးရချင်းနဲ့ဆိုတာမျိုးမဟုတ်ဘူးစိတ်နာပါလူတွေကထနောင်းပင်ကအခောက်ကိုခွာပြီးတော့တရေနေရမှာတုံးတယ်ထညက်ချက်ရမှာခတ်တယ်အရက်ချက်ရမှာလည်းထနောင်းကွက်ကိုထဲသေးတယ်ထနောင်းမဟာမကြီးလွယ်ဘူးမကြီးလိုပဲနှိရှည်ဆက်ရတဲ့အပင်မျိုးသူ့ကိုတေမကိုအောင်တော့အခောက်ခွာသူတွေကသတိထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျမတို့မှာစီးပွားရေးကအရေးကြီးလေတော့နက်နေကိုင်းမချိုင်နိုင်တာတွေကများလာလို့ပါထနောင်းရဲ့အကူကတော့မကြီးပေါ့ကျမတို့ငယ်ငယ်ကနှွေထနောင်းစောင်းမကြီးဆိုတာကိုအတိတ်ပဲတိတ်တိတ်ချာချာသိတာမဟုတ်ဘူးကြီးလာမှမကြီးပင်ရိတ်ကြီးအုပ်ဆိုင်ရဲ့အောက်ကိုဝင်လိုက်ရရင်စောင်းထဲမှာနှွေးတာကိုသိတယ်မကြီးပင်ရွက်ကစောင်းထဲမှာအရွက်ကစီတုံးစောင်းကုံမှာသူကအရွက်ကြေတာအဲ့ဒီတော့မကြီးရွက်အထက်ထက်ကိုနှင်းကမထိုးဖောက်နိုင်ဘူးထင်ပါရဲ့အရင်ကတော့ကျမတို့ကလေးဘဝတုန်းကမကြီးရွက်နုခူးလို့အလွန်ကောင်းခဲ့တာပေါ့မကြီးပင်ပေါ်တက်ကြရွက်နုခူးကြလက်အိတ်တွေနဲ့တချင်းတကြောကြောမကြီးရွက်ခူးရင်တီဆူကြနဲ့အလွန်ပျော်တာမကြီးပင်ကကိုင်းခိုင်တော့လူကြီးတွေကလည်းကြိုးကြမှာမပူဘူးတက်လို့ကောင်းတဲ့အပင်ဆိုရင်တက်ကြပဲမကြီးကိုင်းကဆက်မှာမဆက်တာလက်တန်းလက်ညှိုးတုပ်ရင်လူခိုးစီးလို့ရနေတယ်လေမကြီးရွက်ကကျွေးပြီးဆိုရင်ဖြင့်မကြီးရွက်အကျွေကိုမြေဩဇာသမားပန်းမင်တစ်ပင်ဆိုင်သမားကတိတ်ကြိုက်ပါတယ်မကြီးရွက်ဆွေးမြေဩဇာဆိုတာတိတ်ကောင်းတယ်ပြီးတော့မန္တလေးမှာမကြီးပင်ကြီးတွေကလည်းပေါ်မှာပေါ်ဒုတိယကမ္ဘာစစ်မီးကြီးမြို့ကိုအလောင်းမြိုက်ခံလိုက်ရတော့ဘိုးစင်ပေါင်းဆက်ကရှိလာတဲ့မကြီးပင်ကြီးတွေစစ်မီးလောင်လို့ကုန်ပါရောပြာပုံတွေကကုန်းထားရတဲ့မန္တလေးကရုတ်တရက်အရေးအာဝါဒရအောင်ဘန္နာပင်လိုချက်ချင်းအပင်ဖြစ်နိုင်တာတွေကိုစိုက်ကြရတယ်မကြီးကအပင်တော်တော်နဲ့ကြီးတာမဟုတ်တော့မကြီးကိုမစိုက်ကြတော့ဘူးလောလောဆယ်အရေးရကျင်တာကိုစစ်ကြီးမဖြစ်ခင်ကတော့တမျိုးလုံးမကြီးပင်တွေကရက်ွက်တိုင်းလမ်းတိုင်းအိမ်တိုင်းမှာရှိကြတာမကြီးကအရွက်တာစားရတာမဟုတ်သေးဘူးရွက်နုကလေးဖားလာလို့အဖူးနဲ့အဖွင့်ကလေးတွေဝင်လာပြီးဆိုပြန်တော့လေကျမတို့ကမကြီးဘူးကလေးတွေကိုခူးပြုတ်ပြီးတုတ်စားကြပြန်ရောမကြီးပွင့်မကြီးဘူးကိုအချင်းတုတ်ပြီးတုတ်စားပြန်တော့လေမြေပဲဆန်ကလေးနှမ်းကလေးစီးချက်ကလေးနဲ့အချင်းတနက်ကလေးအဖြစ်စားလို့ကောင်းမြန်ရောမကြီးကဖူးပွင့်ပြီးရင်မကြပါဘူးတီးကင်းကလေးတွေဝင်လာတော့တာပါကျမတို့အညာကမကြီးတီးကိုတီးကင်းစားကစပြီးရင့်လာမှဲ့လာခြောက်လာတဲ့အထိအရွယ်မရွေးခူးစားပါတယ်တီးနုကလေးတွေကိုထောင်းစားထောင်းပြီးချက်စားလိုက်တာအစိတ်ဝင်လို့လာတဲ့အထိပါအစိတ်ဝင်လာတော့လေတီးရင်ကိုတစ်ခါပြုတ်ပြီးချင်းဟင်းရည်မှာအချင်းရည်ထဲ့ပြန်ပါရောတီးရင်ကမှဲ့ကျင်လို့ရွှမ်းလာတော့လေမကြီးတီးရွမ်းပြင်းကိုမကြီးကျက်စုလို့ခေါ်ပြီးချင်းဆက်ဟင်းအဖြစ်နဲ့ငပိတမြားနဲ့ချက်စားပြန်ပါရောမကြီးကျက်စုဟင်းကအနှံလေးတစ်မျိုးမှုေးသေးတယ်မကြီးကမှဲ့သွားပြီဆိုရင်တော့တနင်္ဂနွေလုံးသုံးဖို့နိုင်ငံခြားတင်ပို့ဖို့အထိကျေပြန့်သွားပြီလေ
မကြီးမဲဟာအညာဒေတာရဲ့တခုတည်းသောဝင်ငွေရတဲ့ဒေတာထွက်ကုန်ပါအထူးသဖြင့်ကြောက်ပရောင်ရမဲတင်စတဲ့ဒေတာတွေမှာမကြီးဟာစီးပွားရေးလုပ်ငန်းတစ်ခုပါကြောက်ပရောင်ကထွက်တဲ့မကြီးကအသားထူလို့တဲ့ဝယ်သမားတွေကဈေးပိုပေးရတယ်မကြီးထွက်တဲ့ဒေတာတွေမှာပြောတဲ့စကားတစ်ခုရှိသေးတယ်မကြီးတက်လက်ဈေးတက်လက်ပါတဲ့အတိတ်ဘယ်ကဒီနေ့မကြီးကတိတ်တီးလို့ဝင်ငွေကောင်းခဲ့ရင်ရှေ့နှစ်တော့မကြီးကအတီးနေနေရော့မယ်အဲ့ဒီနှစ်ကဈေးအထွက်ကောင်းတဲ့နှစ်ဖြစ်တယ်လို့ပြောချင်တာပါဒါကသစ်ပင်များရဲ့ထုံစံတစ်နှစ်မှာအများကြီးတီးထားရင်နောက်နှစ်ဆက်ပြီးအများကြီးမတီးဘူးလေအနားယူတဲ့သဘောတီးတော့တီးတယ်ဒါပေမဲ့အတီးရော်တယ်တနေ့နားလိုက်ရော့လိုက်ရင်နောက်နှစ်တော့ပူတီးပြန်ရောအထွက်ကောင်းပြန်ရောဆိုတဲ့သဘောပါစာရေးဆရာကြီးဒါရိုက်တာဦးတုခရိုက်ကူးခဲ့တဲ့အာသုံးလုံးရုပ်ရှင်ကဘသူပြိုင်းလို့လှပါတော့နိုင်စကားမှာရွှေရှိတယ်ငွေရှိတယ်မကြီးရှိတယ်စာတင်ဖို့မလိုပါဘူးဆိုတဲ့စကားကလေးမှတ်မိကြမှာပေါ့အညာကတချို့ဒေတာမှာမကြီးကစီးပွားရေးမှာအရေးပါတာကိုပြောချင်တာပါစီးပွားရေးကိုကင်တွယ်အုပ်ချုပ်မှုပုံစံပြောင်းကားစားအချိန်တစ်ချိန်တုန်းကတော့ဟာတာကလေးတစ်ခုထွက်လာသေးတယ်အဲ့ဒီဒေတာဆိုင်ရာအာဏာပိုင်တယောက်ကမကြီးကိုဘယ်ရွေ့ဘယ်မျှသာရောင်းစားရမယ်ဘယ်ရွေ့ဘယ်မျှကိုတော့မျိုးအတွက်ခြံထားရမယ်လို့အမိန့်ပေးခဲ့ဘူးပါတဲ့ပြောစမှတ်ကလေးတွေပါမကြီးပင်ဆိုတာစိုက်ထားရင်တပင်ကိုနှစ်တွေရာနဲ့ချီပြီးအသက်ရှည်တတ်တဲ့အပင်မျိုးပကံခစ်ကမကြီးပင်ခုထက်ရှိသေးတယ်လို့ပြောနိုင်ပါတယ်မကြီးဟာကြီးခဲ့တယ်အသက်ရှည်တယ်ပြီးတော့လေးတန်းမိုးတန်းခံတယ်ဘယ်မုံတိုင်းတိုက်တိုက်မကြီးပင်ကြီးတွေပြတ်တက်ပြူလဲကုန်တယ်လို့မဖြစ်လေဘူးအပင်ကသိပ်ခိုင်မြဲတဲ့အပင်တွေပါဒီလိုခိုင်မြဲတော့အကြောင်းမသိလို့ခုတ်လှဲရရင်မကြီးသားကိုလွှာများနဲ့ဖြတ်တောက်ပြီးစင်းဒီတုံးများအဖြစ်အသုံးပြုရပါတယ်မကြီးသားကတိတ်မာတယ်မဟုတ်လားစင်းဒီတုံးလုံးလို့အကောင်းဆုံးပါပဲအဲ့ဒီမကြီးမာတဲ့တက်တီကြောင့်ဒီခေတ်မှာကြီးမားတဲ့အန်ရရဲ့တခုပေါ်ပေါက်လာတာလဲစိတ်မချမ်းမြေစရာကြားလာရတယ်အဲ့ဒါကတော့မကြီးသားကမာလို့သူ့ကိုသွေးပြီးသူ့သွေးဘက်ကိုအမွှေးတိုင်လုပ်ငန်းသမားများကသုံးဆွဲနေကြပါတဲ့အဲ့ဒီတော့ရေစကြိုနယ်မှာဆိုရင်မကြီးပင်ကြီးတွေကိုခုတ်လဲပြီးအမွှေးတိုင်လုပ်ဖို့ရောင်းစားကြတာမကြီးပင်ကြီးတွေတော်တော်ကုန်ပြီလို့ကြားရတယ်မကြီးဟာကျွန်းတက်တော်ပြုံးတယ်လို့ပြုံးရရင်ကျွန်းမင်လို့ပြန်စိုက်တော့နှစ်80နှစ်100နဲ့အပင်ကြီးဖြစ်မလာဘူးပြီးတော့မကြီးကိုပြန်စိုက်တဲ့လူလည်းမရှိဘူးဒါကြောင့်အရွယ်ရောအပွင့်ရောအတီးရောစားရတဲ့အပင်တခါပေါက်နေရင်နှစ်ပေါင်း4-5-600အသက်ရှင်နေတဲ့အပင်ကြီးတွေမို့တိတ်နှမျောရပါတယ်ဖြစ်နိုင်ရင်သူ့ကိုတော့ချမ်းသာပေးကြပါလို့တောင်းပန်ခြင်းလာတယ်လူလူတော်မှာ